ဇလန်လေးရဲ့အဆောင်မှာတော့ရဲတင်တန်းကျောင်းသူမင်းစုပါတယောက်သူမရဲ့မွေးစားမောင်ဖြစ်သူကိုကလတ်တစ်ခုကနေအတင်းပြန်ခေါ်ထုတ်ဖို့ရောက်လာခဲ့ပါတယ်။ဒုံဟွန်းကမပြန်ချင်မဲညင်းဆန်နေတာကြောင့်သူမကမောင်ဖြစ်သူကိုလက်ထိတ်ခတ်ပြီးတော့ကားပေါ်ခေါ်တင်လာခဲ့ပါတယ်။စူဟာကားမောင်းနေတော့မှဒုံဟွန်းကလက်ထိတ်ဖြုတ်ဖို့ကြိုးစားရင်းနဲ့ရုံးရိပ်ဆန်ကပ်ဖြစ်ပြီးတော့ရင်မတော်တဆမှုဖြစ်ပွားခဲ့ပါတယ်။ဒီမတော်တဆမှုကြောင့်မင်းစုဟာအမြင့်အာရုံဆုံးရှုံးသွားခဲ့ရတယ်လို့သူမရဲ့မောင်လေးကိုလည်းဆုံးရှုံးလိုက်ရပါတယ်။၃နှစ်ကြာပြီးတဲ့နောက်မှာမင်းစုဟာရဲစခန်းကိုတွားရောက်ပြီးတော့အကယ်ဒမီရဲတင်တန်းကျောင်းကိုပြန်တက်ခွင့်ပြုဖို့တောင်းဆိုခဲ့ပါတယ်။တာဝန်ရှိသူကသူမကိုကြောင်းထုတ်ခဲ့တာကသူမမျက်မမြင်ဖြစ်သွားလို့မဟုတ်ဘဲနဲ့သူမရဲ့မောင်လေးတည်ဆုံးခဲ့တဲ့ကိစ္စမှာသူမရဲ့လောက်ရကလွန်ကဲခဲ့လို့ဖြစ်ကြောင်းကိုပြောပြပါတယ်။ရဲမြစ်တယောက်အနေနဲ့တာဝန်ချင်းအတွင်းမှာကြိုတင်အသိမပေးပဲပြက်ကွက်ခဲ့တယ်လို့မလို့အပ်ပဲနဲ့လက်ထိတ်ကိုအသုံးပြုခဲ့တာကြောင့်သူမကိုတက်ဖွဲ့တဲ့ပြန်ဝင်ခွင့်မပေးနိုင်ဘူးလို့ညင်းပယ်လိုက်ပါတယ်။သူမဝမ်းနည်းစွာနဲ့ရဲစခန်းကနေပြန်ထွက်လာခဲ့ပြီးတော့လန်ကူးဖို့တော့ခက်ခဲစွာရုန်းကန်နေခဲ့ရပါတယ်။အိမ်ပြန်ရောက်တဲ့အခါမှာသူမရဲ့အိမ်မွေးခွေးလေးစူကီအတွက်ကိုအစာပြင်ဆင်ပေးခဲ့ပါတယ်။နောက်တနေ့မှာသူမကြီးပြင်းခဲ့ရမိဟမဲ့ဂေဟာကိုတွားရောက်လဲပတ်ခဲ့ပါတယ်။သူမကအမေလို့ခေါ်တဲ့ဂေဟာမှုအမျိုးသမီးကကြိုဆိုခဲ့ပြီးတော့မောင်ဖြစ်သူရဲ့တငယ်ချင်းတွေက3နှစ်ပြည့်နှစ်ပတ်လည်ပွဲလုပ်ပေးမှမို့သူမကိုလာစဉ်ချင်းချောင်းကိုပြောပြပါတယ်။သူမကတော့ဒွန်ဟွန်းတည်ဆုံခဲ့တာသူမကြောင့်ဖြစ်တဲ့အတွက်မလာခြင်းဘူးလို့အတင်းညင်းဆန်ခဲ့ပါတယ်။သူမရဲ့အမေဂေဟာမှုကဖြောင်းဖြဖို့ကြိုးစားပေမဲ့သူမစိတ်ဆိုးပြီးတော့ဂေဟာကနေထွက်သွားခဲ့ပါတယ်။ဂေဟာမှုကစိုးထိပြန်လိုက်ပို့ပေးမယ်လို့ပြောပေမဲ့သူမကညင်းဆန်ခဲ့ပါတယ်။အဲ့ညကမိုးရွာနေခဲ့ပြီးတော့သူမခေါ်ထားတဲ့တက်စီတွေအားလုံးကမိုးရွာနေတာကြောင့်သူမစီရောက်ဖို့နိုင်ပေါင်းများစွာကြာနိုင်တယ်လို့ဆိုပါတယ်။နိုင်တော်ကြာတဲ့အခါမှာကားတစ်စီးရောက်လာပါတယ်။အဲ့ဒီကားကပုံမှန်တက်စီမဟုတ်မှန်ကိုသူမကသတိထားမိသွားပြီးတော့ရှင်မောင်းစီကအနှံ့ပြင်းပြင်းတစ်ခုရနေခဲ့ပါတယ်။သူမရင်မောင်းကိုအဲ့အကြောင်းပြောပြပြီးတော့အနှံ့သက်တောင်အောင်ဗရင်မောက်ဖွင့်ကျင်တယ်လို့ပြောပါတယ်။ဗရင်မောက်ဖွင့်လိုက်တော့မိုးပတ်ပြီးသူမဆူရွှဲသွားပါတယ်။ရင်မောင်းမြောင်ချင်းကသူမကိုကော်ဖီဘူးပေးပြီးတောက်ခိုင်းပါတယ်။သူမကော်ဖီကိုနောက်မှတောက်မယ်လို့ပြောပေမဲ့မြောင်ချင်းကအခုတောက်လို့ရအောင်ကော်ဖီဘူးကိုအတင်းဖွင့်ပေးဖို့ကြိုးစားရကနေအမျိုးသမီးငယ်တယောက်ကိုကားနဲ့ဝင်တိုက်မိသွားပါတယ်။မြောင်ချင်းကကားပေါ်ကဆင်းပြီးတော့သူလုပ်ခဲ့တဲ့ပျက်စီးမှုကိုကြည့်ပါတယ်။ပြီးတော့တည်ဆုံးသွားတဲ့အလောင်းကိုသူ့ကားနဲ့လှည့်ပြီးထည့်လိုက်ပါတယ်။စူဟာကလည်းဘာဖြစ်တာလဲသိအောင်ကားပေါ်ကနေဆင်းကြည့်ပါတယ်။သူမကဘာကိုတိုက်တာလဲလို့မေးတော့သူကခွေးတစ်ကောင်ကိုတိုက်မိတာပါလို့ဖြေပါတယ်။ကားရှိမှကွဲထိတိုက်မိသွားတော့မို့ခွေးကဒီလောက်အကြီးကြီးမဖြစ်နိုင်ဘူး။ဒါကြောင့်လူကိုတိုက်မိတာတေချာရလို့သူမကခံစားလိုက်မိပါတယ်။မြောင်ချင်းကသူမကိုကားထဲပြန်ဝင်ဖို့အတင်းတွန်းထိုးလုံးထွေးတက်ပုတ်ပေမဲ့ရှားကားကြီးလာနေတာကိုမြင်သွားတဲ့အတွက်သူမကိုတွန်းထုတ်ပြီးတော့မောင်းပြေးသွားပါတယ်။နောက်တစ်နေ့မှာစူဟာရဲစခန်းသွားပြီးတော့မှုခင်းကိုတိုင်ကြားပါတယ်။ရဲရရှိကသူမမျက်မမြင်တယောက်ဖြစ်နေလို့တဲ့ပြီးတော့အာရုံမဆိုင်ပါဘူး။ညောင်ချင်းအိမ်မှာတော့သူကားနဲ့တိုက်မိခဲ့တဲ့ကောင်မလေးကိုဂရင်းဘော်တင်ထားပါတယ်။ကောင်မလေးကကယ်ပါလို့အော်ဟစ်နေပေမဲ့သူကရေမောနေုံမှာပဲ။အဲ့ဒီအခန်းထဲမှာပဲညောင်ချင်းပြန်ပြေးဆွဲထားတဲ့နောက်ထပ်မိန်းကလေးတယောက်လည်းရှိနေပါတယ်။စူဟာရဲ့မက်ဆုစာအုပ်ကိုလည်းအခန်းထဲမှာတွေ့ရပြီးတော့အဲ့ဒီထဲမှာသူမရဲ့လိပ်စာနဲ့တခြားအချက်လက်တွေပါဝင်နေပါတယ်။ရဲစခန်းမှာလူပြောက်တိုင်ကြားချက်တစ်ခုရှိနေတာကြောင့်ဆွန်နောက်ဂျူကစူဟာကိုခေါ်ယူမေးမြန်းပါတယ်။သူမရဲ့နာမည်လိပ်စာစတဲ့အခြေခံအချက်လက်တွေကိုမေးမြန်းတဲ့အခါမှာသူမကအဲ့ဒါတွေထပ်ပို့ပြီးသိကြောင်းသူမကြားခဲ့ခံစားခဲ့ရတာတွေပေါ့အခြေခံပြီးအခင်းဖြစ်ပွားပုံကိုအမြဲတမ်းပြန်လည်ပြောပြနိုင်ကြောင်းကိုပြောပါတယ်။သူမကဆွန်နောက်ဂျူကိုယုံကြည်လောက်အောင်ပြောနိုင်ခဲ့လို့ဆွန်နောက်ကထိုင်ပြီးတော့သူမရဲ့ထွက်ဆိုချက်ကိုဂီယူတစ်ဆိုင်နားထောင်ပြီးခဲ့ပါတယ်။လူသက်သမားကအသက်40နှောင်းပိုင်းမျိုးသားဖြစ်ပြီးတော့ဆရာဝန်တယောက်ဖြစ်နိုင်ကြောင်းပြီးတော့သူကဘယ်တန်ဖြစ်ကြောင်းကိုသူမကပြောပါတယ်။သူမရဲ့သတင်းပေးချက်အရရဲတွေကဘယ်တန်ရင်မောင်းရှိတဲ့ဒီလိုစီတက်စီတွေကိုလိုက်ရှာကြည့်ကြပါတယ်။ဂီဆော့ဆိုတဲ့နောက်ထပ်သက်သေတယောက်ပေါ်လာပါတယ်။သူကဆယ်ကျော်သက်အရွယ်ဖြစ်ပြီးတော့သူ့ရဲ့ထွက်ဆိုချက်ကစူဝါရဲ့ထွက်ဆိုချက်နဲ့လုံးဝကွဲပြားနေပါတယ်။ဂီဆော့ကသူမြင်ခဲ့တာတက်စီမုတ်ပဲနဲ့နိုင်ငံခြားကားဖြစ်တယ်လို့ဆိုပါတယ်။ဒါကြောင့်သူတို့အကြောင်းမှာအငင်းခုန်နေဖြစ်ကြပါတယ်။သက်သေအဖြစ်သတင်းပေးရင်စုချင်းဝင်ရမယ်ဆိုတဲ့ကြေညာချက်ကြောင့်ဂီဆော့ရောက်လာတာလို့စုံနောက်ကထင်သွားပြီးတော့သူ့ကိုပြန်လွှတ်လိုက်ပါတယ်။စုံနောက်ဂျိုနဲ့စူဝါတို့ကပြန်ပြေးဆွဲသမားကိုလိုက်ရှာနေရင်းနဲ့စုံနောက်ဂျိုကစူဝါရဲ့စွမ်းရည်ကိုချီးကျူးပြီးတော့ဆက်လက်ကြိုးစားလိလာတင်ကြောင်းအကယ်ဒမီကိုပြန်ဝင်ခွင့်ရနိုင်ကြောင်းကိုပြောပြပါတယ်။ညောင်ချင်းကနောက်ထပ်မိန်းကလေးတယောက်ကိုပြန်ပြေးဆွဲလိုက်ကြပါတယ်။ကလပ်ကနေအရက်မူပြီးပြန်လာတဲ့အဲ့ဒီမိန်းကလေးကသူ့တက်စီကိုစီးမိလိုက်တာပါ။သူကစူဝါတို့ကလိုပဲကော်ဖီတောက်ဖို့ပေးပါတယ်။သူမတောက်လိုက်တဲ့အခါမှာကော်ဖီထဲမှာဆေးခတ်ထားမှန်းသိလိုက်ရပါတယ်။ဒါပေမဲ့အချိန်မမီတော့ပါဘူး။သူကတားကောင်ရဲ့ဖုန်းနံပါတ်နဲ့စူဝါစီကိုဖုန်းခေါ်ပေးမယ်ဘာစကားမှမပြောပါဘူး။တနေ့မှာတော့စွန်နောက်ဂျိုနဲ့စူဝါတို့ကရှာဖွေလုပ်ပြီးပြန်လာတဲ့အချိန်မှာကားပေါ်မှာစွန်နောက်ဂျိုကဗရင်မောက်မှန်ချဖို့ကြိုးစားလိုက်ပါတယ်။အဲ့ဒီအတန်စူဝါဟိုနေ့ညကစီးခဲ့တဲ့ကားရဲ့အတန်နဲ့တူတူပဲဖြစ်နေပါတယ်။ဒီမော်နယ်နဲ့တက်စီကားမျိုးမရှိဘူးလို့စွန်နောက်ဂျိုကပြောလိုက်တော့မှဂီဆော့မြင်ခဲ့ရတာမှန်တယ်ဆိုတော့သူတို့သဘောပေါက်လိုက်ကြပါတယ်။အဲ့ညမှာပဲမြောင်ချင်းကဂီဆော့နောက်ကိုနောက်ရောက်ခံလိုက်ပြီးတော့ကြောက်ခဲနဲ့ထုကတိုက်ခတ်ခဲ့ပါတယ်။ပြီးတော့အနီးနားကအမိုက်ပုံထဲမှာထားခဲ့ပါတယ်။စွန်နောက်ဂျိုကသူမတော်မှန်းသိပြီးတော့ဂီဆော့စီကိုဖုန်းခေါ်နေတော့မှဖြတ်သွားဖြတ်လာတယောက်ကဖုန်းတန်ကြားရပြီးတော့အမိုက်ပုံထဲကဂီဆော့ကိုတွေ့ပြီးကယ်တင်လိုက်ပါတယ်။တိုက်ဆိုင်စွာနဲ့ပဲစွန်နောက်ဂျိုနဲ့စူဝါတို့ကလူနာတင်ရင်ဖြတ်တန်းသွားလို့စစ်ဆေးကြည့်လိုက်တော့ဂီဆော့ဖြစ်နေတာကိုတွေ့ရပြီးတော့စေးရုံထိလိုက်သွားကြပါတယ်။ဂီဆော့သတိရလာတဲ့အခါမှာစူဝါကသူ့စကားကိုမယုံခဲ့လို့ဆိုပြီးတော့ရန်တွေ့ပါတယ်။မျက်မမြင်မျိုးသမီးကိုယုံပြီးဘာလို့သူ့ကိုမယုံရတာလဲလို့ပြောတာကြောင့်စူဝါကစိတ်တက်ကြသွားပြီးတော့ပြန်ပြေးဆွေးသမားရှာမွန်တို့ကိုစိတ်မဝင်စားတော့ဘူးလို့ပြောပါတယ်။အဲ့ဒီညအိမ်ပြန်ရောက်တော့သူမစီကိုဖုန်းနံပါတ်အစိမ်းတစ်ခုဝင်လာပါတယ်။ဖုန်းခေါ်သူကမြောင်ချင်းမှာသူကစူဝါကိုမြင်နေရပေမဲ့စူဝါကသူ့ကိုမမြင်ရကြောင်းတက်တဲ့နေရာစလုံးကရှောက်ပြောနေမယ်ဆိုရင်တက်ပစ်မယ်လို့ချိန်ချောက်ပါတယ်။ကြောက်လန့်သွားတဲ့စူဝါကစုံလောက်ဂျိုစီကိုဖုန်းခေါ်ပေမဲ့မကင်နိုင်ပဲဖြစ်နေပါတယ်။ဒါကြောင့်ဂီဆော့ကိုဆေးရုံကနေမထွက်ဖို့စာပို့ပေမဲ့ဂီဆော့ကသူ့ကိုအမိန့်လာပေးအောင်ဘယ်သူမို့လဲလို့စာကိုလစ်လူရှုလိုက်ပါတယ်။ဒါကြောင့်ဂီဆော့နဲ့စကားပြောဖို့သူမကိုယ်တိုင်ဆေးရုံကိုလိုက်သွားခဲ့ရပါတယ်။သူမကဂီဆော့ကိုဆေးရုံမှာပဲနေဖို့ပြောပေမဲ့သူကညင်းပြီးတော့ထားခဲ့ကထွက်သွားပါတယ်။ညောင်ချင်းကလည်းဆေးရုံမှာရှိနေပါတယ်။သူကစူဝါနောက်ကိုလက်လာခဲ့တာပါ။ဂီဆော့ထွက်သွားတဲ့အခါမှာစူဝါကလည်းယထာစီးဖို့မြေအောက်ဘူရာယုံကိုသွားပါတယ်
ဘူရာယုံမှာလူတယောက်ကစူအာနောက်ကိုနောက်ရောက်ခံလိုက်နေတာကိုကီဆော့ကတွေ့သွားပါတယ်စူအာနဲ့ပြန်ပြေးဆွဲသမားတို့ယထာတစီတဲ့တူတူစီးမိကြပါတယ်ကီဆော့ကစူအာစီကိုဖုန်းခေါ်ပြီးတော့ကင်မရာဖွင့်ခိုင်းပါတယ်သူတို့ရှာနေတဲ့ပြန်ပြေးဆွဲသမားကသူမရဲ့ရှစ်တက်တဲ့မှာရှိနေကြောင်းနောက်ဘူရာရောက်ရင်ဆင်းဖို့ပြောပါတယ်သူမယထာဘောကဆင်းတော့မြောင်ချင်းလက်ဆင်းပါတယ်ဖုန်းပြောရင်းနဲ့ကီဆော့ကသူမဘယ်တော်ရမလဲဆိုတာကိုလမ်းညွှန်ပေးပါတယ်ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲမြောင်ချင်းကသူမကိုဖမ်းမိပြီးတော့ဓာတ်နဲ့ထောက်ကဆက်လျှောက်ဖို့ချိန်ချောက်ပါတယ်သူမစီမှာငရုတ်ကောင်စပရေးပါလာပြီးတော့အဲ့ဒီစပရေးနဲ့ဖြန်းလိုက်ပါတယ်အဲ့ဒီအခွင့်အရေးကိုတုံးပြီးတော့ဓာတ်လေကားရောက်တဲ့အထိပြေးပါတယ်ဓာတ်လေကားပိတ်ခန့်ဒီအချိန်မှာမြောင်ချင်းပြီးလာပြီးတော့သူမကိုမေးစေးထိုးဖို့လုပ်ပါတယ်သူမလုံးနိုင်သေးခင်မှာပဲစူအာရဲ့ခွေးလေးဆူကီကဝင်ကိုက်ပြီးတော့ဓာတ်လေကားတွေကနေဆွဲထုတ်လိုက်ပါတယ်ခွေးလေးကစူအာကိုကယ်တင်ခဲ့တာပါမြောင်ချင်းကစိတ်ဆိုးမှန်ဆိုးနဲ့ခွေးကိုတတ်လိုက်ပေမဲ့စူအာကတော့လွတ်မြောက်သွားခဲ့ပါတယ်သူမဆေးုံမှာသတိရလာပြီးတော့သူမရဲ့ခွေးလေးကိုမေးရှာပါတယ်ကီဆော့ကခွေးလက်ဘက်ချိုးလေးကိုပြပြီးတော့ခွေးလေးအဝေးကိုရောက်သွားပြီးတေဆုံးသွားပြီလို့ပြောပါတယ်ကီဆော့ရဲ့အကူအညီနဲ့ရဲတွေကကားမျိုးစောက်ကိုဖော်ထုတ်နိုင်ခဲ့ပါတယ်ဆိုနောက်ကိုကကီဆော့နဲ့စူအာတို့ကိုဆေးရုံကဆင်းစေပြီးတော့ပြီးပါမဲ့ဂေဟာမှာတွားပုံးနေဖို့ပြောပါတယ်ဂေဟာပန်ရှင်တဲ့ကလေးတွေအားလုံးကခီးထွက်သွားလို့ကီဆော့နဲ့စူအာနှစ်ယောက်တည်းကြံခဲ့ပါတယ်ရဲတွေကမြောင်ချင်းကိုရှာနေတော့မှာပဲဆိုနောက်ဂျိုကဆေးရုံတွေအားလုံးမှာအဲ့ဒီကားမော်တွေကိုလိုက်ရှာပါတယ်တနေ့မှာသူမြောင်ချင်းနဲ့စုံပါတယ်မြောင်ချင်းကစူအာပြောတဲ့အတိုင်းတပုံစံနဲ့ဖြစ်နေလို့သူကမတင်ကာဖြစ်သွားပါတယ်သူရဲ့ ID ကတ်ပြဖို့တောင်းတဲ့ခါမှာမြောင်ချင်းက ID ကိုကျမ်းပြင်ပေါ်တမင်သက်သက်ပြချလိုက်ပြီးတော့စုံနောက်ဂျိုကိုတိုက်ခိုက်ပါတော့တယ်သူတို့နှစ်ယောက်ရုံရင်းဆန်ကပ်ဖြစ်ပြီးတော့အတော်ကြာတိုက်ခိုက်မှုပြီးတဲ့နောက်မှာမြောင်ချင်းကစုံနောက်ဂျိုကိုတတ်လိုက်ပါတယ်ပြီးတဲ့နောက်မှာအလောင်းကိုမိဘမဲ့ခေယာမှာလာပြီးတော့ပစ်ထားပါတယ်ကီဆော့နဲ့စူအာတို့ကရဲရရှိဖြစ်ချင်ကြတဲ့ရီမန်ချက်အကြောင်းကိုဆွေးနွေးနေကြပါတယ်သူမရဲ့မောင်လေးတည်ဆုံးသွားတော့ကကီဆော့နဲ့ရွယ်ရီလောက်ပဲရှိအောင်မယ်လို့ပြောပြီးတော့သူမကတော့ရဲတင်တန်းကြောင့်ပြန်တက်ခွင့်မရလို့ရီမန်ချက်မအောင်မြင်နိုင်တော့ကြောင်းကိုပြောပါတယ်အဲ့ဒီချိန်တော့မှာပဲကီဆော့စီကိုသူတို့ပုံခိုရနေရမေးတဲ့စာရဆောင်စုံနောက်ဂျိုစီကနေရောက်လာပါတယ်တကယ်တော့ဒီစာကမြောင်ချင်းကပို့နေတာပါမြောင်ချင်းပို့မှန်းမသိတဲ့အတွက်သူတို့ကမိဘမဲ့ခေယာမှာပုံးနေကြောင်းကိုစာပြန်လိုက်ပါတယ်ရဲတပ်ဖွဲ့ကမြောင်ချင်းဘသူလဲဆိုတာကိုဖော်ထုတ်နိုင်ခဲ့ပါပြီသူကမိန်းကလေးတွေကိုမရင်းကျစ်နောက်ဆက်မှုနဲ့ထောင်ကနေလွတ်လာကားစကိုဝန်ဖျက်ချတဲ့အထူးကုဆရာဝန်တယောက်ဖြစ်နေပါတယ်သူ့ကိုဖမ်းဖို့ဖမ်းမရထုတ်လိုက်ပါတယ်မြောင်ချင်းကပြီးတော့မဲ့ခေယာကိုရောက်လာပါတယ်သူကထိုင်ကုန်မှာထိုင်ပြီးတချင်းကျဲကြီးဖွင့်လာပါတယ်စူအာကအဲ့ဒါဂီဆော့ဟုတ်မဟုတ်တေးကြအောင်သူ့နာမည်ကိုလှမ်းခေါ်ပါတယ်ထိုင်နေတဲ့သူစစ်လေးတောက်တဲ့အနှံ့ကိုသူမရလိုက်ပါတယ်မြောင်ချင်းကသူမနာတိုးခတ်လာတဲ့အခါမှာသူမကအနှံ့ခံပြီးလိုက်ပါတယ်ဂီဆော့ကအဲ့ဒီကောင်စုပ်နေ့ရှိမှရောက်နေပြီလို့လှမ်းអော်ပါတယ်ကီဆော့ကမြောင်ချင်းကိုဝင်ရောက်တိုက်ခိုက်ပြီးတော့စူအာကိုရဲခေါ်ဖို့ပြောပါတယ်သူကမြောင်ချင်းကိုအာရုံလဲလာပေမဲ့စူအာဖုန်းဆက်ဖို့ရာဖုန်းကြိုးတွေဖြတ်ခံထားရပါတယ်ကီဆော့လည်းလဲထိုးခံလိုက်ရပါတယ်မြောင်ချင်းကစူအာကိုတိုက်ခိုက်ဖို့လုပ်ပါတယ်သူမထွက်ပြေးပြမယ်မလွတ်ပါဘူးရဲတွေကမြောင်ချင်းပုံနေတဲ့နေရာကိုသိပြီးတော့တွားရောက်စီးနှင်းကပြန်ပြေးဆွဲခံရတဲ့မင်္ဂလိငယ်တွေကိုကယ်တင်လိုက်နိုင်ပါတယ်သူတို့မိဘမဲ့ဂေယာကိုဖုန်းဆက်ပေးမယ်မကင်ပါဘူးဒါနဲ့ဂေယာစီကိုတန်းပေါင်းလာကြပါတယ်ဂေယာမှာတော့အသက်လူပြီးတိုက်ခိုက်နေကြရင်လည်းအောက်ထပ်ကိုရောက်သွားပါတယ်ဒီနေရာမှာစူအာကမိခလုတ်ကိုရိုက်ခွဲပြီးတော့တတိုက်လုံးအမောင်တိကျသွားအောင်လုပ်လိုက်ပါတယ်သူမကမျက်မမြင်တယောက်ဖြစ်ပေမဲ့အချားအယုံနဲ့အထီးတွေကိုသုံးပြီးအမောင်ထဲမှာလူသက်သမားကိုပြန်လဲတိုက်ခိုက်ပါတယ်စူအာကကားကီယာတန်ဘေးမှာရောက်နေတော့မြောင်ချင်းကတိုက်ခိုက်လာပါတယ်သူမကသူ့ခေါင်းကိုရိုက်ချလိုက်တော့သူမိလေသွားပါတယ်ဒီလိုနဲ့ပဲမျက်မမြင်တယောက်ဖြစ်တဲ့သူမကဂွေးဆက်လူသက်သမားကိုအနိုင်ယူလိုက်နိုင်ပါတယ်မြန်မာကားရီးယားလိုပဲရဲလည်းနောက်ဆုံးမှရောက်လာပါတယ်မြောင်ချင်းလည်းအဲ့ဒီနေရာမှာပဲဖမ်းခံလိုက်ရပါတယ်တနစ်ကြာပြီးတဲ့နောက်မှာတော့စူအာကရဲတင်တန်းကျောင်းကနေဘွဲရရှိခဲ့ပြီးတော့ကီဆော့ကလည်းအကယ်ဒမီရဲတင်တန်းကျောင်းကိုဝင်ခွင့်ရသွားပါပြီဇလန်လေးအောင်ဒီမှာပဲဆက်သိမ်းသွားခဲ့ပါပြီကြည့်ရှုပြီးခဲ့တဲ့တော့အားလုံးကိုကျေးဇူးတင်ပါတယ်